ထိုင်းဒူဝင်ဂျိုကအခုဘာထပြောလာလဲဆိုတော့ထူးကြတာပေါ့ထိုင်းဒူဝင်ဂျိုဘာထပြောလဲဆိုတော့အခုဒေါ်ဆန်းစုကြည်ကိစ္စပေါ့နော်ဒေါ်ဆန်းစုကြည်ကိစ္စမှာထိုင်းဒူဝင်ဂျိုဒေါ်ဆန်းစုကြည် ICRC နဲ့ပေးတွေ့တဲ့ကိစ္စအပြီးမှာထိုင်းဒူဝင်ဂျိုကဟိုလည်းမကြခင်မှာဒေါ်ဆန်းစုကြည်မတိုင်းဘူးဒေါ်ဆန်းစုကြည်ကနောက်ပိုင်းမှာချီအေးစစ်လွတ်လာမှာပါတဲ့တောင်းနေလွတ်လာမှာပဲပြောချင်တာဟိုပြောချင်အေးစစ်ဖြစ်လာလိမ့်မယ်ဟိုကူကအကျေချုပ်လို့သာပြောတာအကျေချုပ်လို့လည်းပြောတာနာမည်သာရှိလို့တာအေးစစ်ပါအဲ့တော့ဒေါ်စုကြီးထောင်ချနေတဲ့ဆိုစကလုံးသုံးတော့အောင်မှာရှိလာမှာလဲဟုတ်ချင်မှာဟုတ်တော့မှာပေါ့ဗျာအဲ့တော့ပြောရင်တော့ဟိုဒေါ်စုကြီးအေးစစ်လွတ်လာမှာပါဆိုတဲ့သဘောမျိုးပြောလွတ်လာမှာပေါ့ဗျာထောင်စကားပြောရင်တော့ဒေါ်စုကြီးမကြရင်လွတ်လာမှာပါကွာမင်းတို့စိတ်ပူနေအေးစစ်ပါဆိုတော့ထိုင်းတွင်းကျိုးကကျိုးတော့သူကစကူးတန်းပြီးတော့ဟိုအလုပ်ထားပြီးသတင်းတွေကိုကြိုပြီးတော့ဟိုပေးထားပြီးပြီနော်အဲ့တော့တကယ်လည်းဖြစ်လာနေလားဆိုဖြစ်လာမှာဖြစ်လာပါလိမ့်မယ်ဖြစ်လာနိုင်နေဖို့လည်းများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထင်တယ်ဒီအရာတွေကနောက်တစ်နှစ်နှစ်အတွင်းမှာဖြစ်လာနိုင်တဲ့ဟာတွေနောက်တစ်နေ့တော့ဒီအစောတရ9နှစ်အတွင်းမှာဖြစ်လာမယ့်ရာဗျာအဲ့လိုပြောရင်ပုံမှန်ပဲဒီအစောတရ9နှစ်အတွင်းမှာဒေါ်စောစုကြည်လွတ်လွတ်ကျွတ်အေးစေးနေရတဲ့ဘောရောက်လိမ့်မယ်ပေါ့နော်အခြေချုပ်ဆိုပေမဲ့သူဒီအေးစေးခေါင်းစဉ်အခြေချုပ်လည်းမဟုတ်တော့ဘူးထောင်လည်းမဟုတ်တော့ဘဲနဲ့သူနေတဲ့နေရာဒီသူကသူအေးစေးနေတယ်ဘယ်သူမှမလာနဲ့သူ့အတွက်အန်ရရှိကင်းအောင်လုံခြုံရေးရနိုင်ငံတော်ကတာဝန်ရှိသူတွေလုံခြုံရေးချပေးတယ်ဘာလို့ဒီဂျလုံးပလုံးဂျဘိုးတခိုးတွေကစိတ်ချရတာမဟုတ်ဘူးငါလူလိုနားလေတယ်မဟုတ်ဘူးတချို့ကောင်တွေကဒေါ်စောစုကြည်ကိုတော့ပေါက်တော့ကရှောက်လုံနေဒုက္ခခင်ဗျာဒီကောင်တွေလူလိုနားလေကောင်တွေတချို့ကောင်တွေဂျလုံးပလုံးတခိုးချိုးမှုတွေရှိတယ်အဲ့ဒီကောင်တွေကဒေါ်စောစုကြည်ကတခုလှုပ်လိုက်ရင်လူလိုကြည့်နေလို့တခုသွားလှုပ်လိုက်ရင်ခင်ဗျာအတိုင်းပြည်မှာအကုန်ရှုပ်ကုန်ပဲအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟိုတတိထားမှာပေါ့နော်ပြီးတော့ဘာလို့ဒီလိုပြောလဲခင်ဗျာမာဒမကန်ဒီလိုပုံကိုတော့ခင်ဗျာတို့ကြီးကဂျလုံးမလုံးကောင်ထားချထားတာမာဒမကန်ဒီခင်ဗျာကိုလိုသွားရှာတယ်ဆိုတော့ဘိုးကျောင်းဆန်းလည်းကြည့်လေဂျလုံးမလုံးကောင်ထားလို့ရတာဘိုးကျောင်းဆန်းလည်းသူခင်ဗျာ73ကျက်လောက်မှန်သွားရှာပါတယ်ဆိုတော့ဒါတွေကဟောတော့မဟုတ်ဘူးဒါတွေကတတိကြီးထားရမယ့်ကိစ္စတွေဖြစ်လို့ဒါကြောင့်နိုင်ငံတော်ကသူ့ကိုထောင်ထဲထည့်တယ်ဆိုတာတဲ့အခြေချုပ်ဆိုတာတဲ့အဲ့စကလုံးတွေမှာပါတော့ဒေါ်ဆန်းစုကြည်ကိုအေးချမ်းစွာကောင်းကောင်းမော်သူ့အတွက်နေထိုင်ဖို့စောက်ရှောက်အပြည့်အဝနဲ့ပေးထားပါတယ်ဆိုတာမျိုးတွေခေါင်းစဉ်ပြပြချင်းစကလုံးသုံးလုံးချိန်သွားတာမျိုးတွေဖြစ်လာမယ်နော်လူကအေးစစ်ဖြစ်သွားမယ်ဆိုတာမျိုးတွေဒါကိုပြောချင်တာထိုင်းဒူဝီချုပ်ကအဲ့ဒါကိုလေရည်ညွှန်းတဲ့သဘောရှိတယ်ထိုင်းဒူဝီချုပ်ကအခုဘာထပြောလာလဲဆိုတော့ထူးကြတာပေါ့ထိုင်းဒူဝီချုပ်ကဘာထပြောလဲဆိုတော့အခုဒေါ်ဆန်းစုကြည်ကိစ္စပေါ့နော်ဒေါ်ဆန်းစုကြည်ကိစ္စမှာထိုင်းဒူဝီချုပ်ကဒေါ်ဆန်းစုကြည် ICRC နဲ့ပေးတွေ့တဲ့ကိစ္စအပြီးမှာထိုင်းဒူဝီချုပ်ကဟိုလည်းမကြခင်မှာဒေါ်ဆန်းစုကြည်မတိုင်းဘူးဒေါ်ဆန်းစုကြည်ကနောက်ပိုင်းမှာချီအေးစစ်လွတ်လာမှာပါတဲ့တောင်းနေလွတ်လာမှာပဲပြောချင်တာကိုပြောချင်အေးစစ်ဖြစ်လာလိမ့်မယ်ဟိုကအခြေချုပ်လို့သာပြောတာအခြေချုပ်လို့လည်းပြောတာနာမည်သာရှိလို့တာအေးစစ်ပါအဲ့တော့ဒေါ်စုကြီးထောင်ချနေတဲ့ဆိုစကလုံးသုံးတော့အောင်မှာရှိလာမှာလဲဟုတ်ချင်မှာဟုတ်တော့မှာပေါ့ဗျာအဲ့တော့ပြောရင်တော့ဟိုဒေါ်စုကြီးအေးစစ်လွတ်လာမှာပါဆိုတဲ့သဘောမျိုးပြောလွတ်လာမှာပေါ့ဗျာထောင်တကားပြောရင်တော့ဒေါ်စုကြီးမကြရင်လွတ်လာမှာပါကွာမင်းတို့စိတ်ပူနေအေးစစ်ပါဆိုတော့ထိုင်းတွင်းကျိုးကကျိုးတော့သူကဟိုစကုန်းတက်ပြီးတော့ဟိုအလုပ်ထားပြီးသတင်းတွေကိုကျိုးပြီးတော့ဟိုပေးထားပြီးနော်အဲ့တော့တကယ်လည်းဖြစ်လာနေတယ်ဆိုဖြစ်လာမှာဖြစ်လာပါလိမ့်မယ်ဖြစ်လာနိုင်နေဖို့လည်းများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထင်တယ်ဒီအရာတွေကနောက်တစ်နှစ်နှစ်အတွင်းမှာဖြစ်လာနိုင်တဲ့ဟာတွေနောက်တစ်နှစ်တော့ဒီအစောတရ9နှစ်အတွင်းမှာဖြစ်လာမယ့်ရာဗျာအဲ့လိုပြောပုံမှန်တယ်ဒီအစောတရ9နှစ်အတွင်းမှာဒေါ်စုကြီးလွတ်ကျွတ်အေးစေးနေရတဲ့ဘောရောက်လိမ့်မယ်ပေါ့နော်အခြေချုပ်ဆိုရင်သူဒီအေးစီခေါင်းစဉ်အခြေချုပ်လည်းမဟုတ်တော့ဘူးထောင်လည်းမဟုတ်တော့ဘဲနဲ့သူနေတဲ့နေရာဒီတော့အေးစီနေတယ်ဘယ်သူမှမလာနဲ့သူ့အတွက်အန်ရရှိကင်းအောင်လုံခြုံရေးရနိုင်ငံတော်ကတာဝန်ရှိပြီးတော့ညှိချပြီးဘောဆိုဒီဂျလုံးပလုံးဂျဘိုးတခိုးတွေကစိတ်ချရတာမဟုတ်ဘူးလူလိုနားလေတယ်မဟုတ်ဘူးတချို့ကောင်တွေကဒေါ်စောစုကြည်တော့ဘောတော့ကရှောက်လုံနေဒုက္ခခင်ဗျာဒီကောင်တွေလူလိုနားလေကောင်တွေတချို့ကောင်တွေဂျလုံးပလုံးတခိုးချိုးမှုရှိတယ်အဲ့ဒီကောင်တွေကဒေါ်စောစုကြည်ကတခုလုပ်လိုက်လူလိုကြည့်နေလို့တခုတော့လုပ်လိုက်ခင်ဗျာအတိုင်းပြည်မှာအခုရှုပ်ကုန်